လာပြီးချင်းဟဲ့ဟုတ်တယ်ဟဲ့ငါချင်းမထဲနဲ့ဘယ်လိုလာတော့နေလဲဟာပြတ်တော့ရကွာဘယ်လိုလဲကဲမင်္ဂလာပါခင်ဗျာဒီနေ့ကကျွန်တော်တို့ညီကိုတွေဖားချိတ်မှာဖြစ်ပါတယ်လဲလဲသွားပြီးဖားလိုက်ချိတ်မှာဖြစ်ပါတယ်ထူထူထူတော့မလို့ဒီမှာမမူးမှာထီယိုကအိမ်ရောက်ချင်းတော့ထီယိုကအသေးလေးကိုကျွန်တော်အချွန်လေးခြုံပြီးတော့တခြားလေးကိုးပြီးတော့ခြီထားချိတ်လို့တော့ခေါ်တယ်ဒီဘက်မှာချိတ်ကဲခေါ်ရယ်ဟော်လေးတစ်ချောင်းရယ်ဒါပဲဘာမှအများကြီးတော့မလိုပါဘူးကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကဲဒီတစ်ခါတော့ခြေတော်တူမှဒရင်တွေ့တယ်ခြေတော်ကြီးတူမှဒရင်ထပ်တွေ့ပါတယ်ခင်ဗျာချိတ်ခါရဲချိတ်ဘယ်ကချိတ်တာပေါ့ခဏပါစို့ဘယ်ချိတ်ပါလဲအနာနော်ပါလာနဲ့ဒီလိုက်ကြမှာဆိုဟာကုန်ပြီဟာကုန်ပြီကြာပါပြစင်းဝင်ပြစင်းပြကြုံမကျင်းနေလို့ဖြစ်တယ်ကျွန်းကျင်းတော့အကောင်ကြီးတော့ကုန်ပြီပါတယ်ပါတယ်တိတ်ပြီးစိတ်ကုန်မကျွန်းကျင်းတော့ဖာတော့မနေကြည့်တာကျွန်းကျင်းတာပြလိုက်ကျွန်းကျင်းလို့ငါပြောတာစောတော့အကောင်လောက်သွားတယ်ဘယ်လောက်သားရှိခုနအကောင်လောက်ပဲရှိ10သားလောက်ရှိတယ်နော်ဒီကောင်ပူကြီးတော့ဒီမှာကဲဒါဘယ်နှကောင်မြောက်ဘယ်နှကောင်လဲ8ကောင်လား9ကောင်လား8ကောင်လားရှိပါရဲ့ဝိုင်းပြေရောဒါလည်းအဲ့လောက်ကြီးမယ်လို့တော့ကုန်ပြီဘလို့ဒီဖိုင်โอ้มาเลยยังไงดีด้วยกาอยู่တော့ဟုတ်ကဲ့လားဘောလေးအကိုအမလေးကျိုးလိုက်ကမရောက်ပါဖေမှုတွေတောင်းနေပြီဘာမှလည်းမတွေ့ဘူးချိတ်မလားချိတ်ကြည့်ဦးမယ်လေမမီသေးဘူးခါမှဖားစစ်ကိုကွာဒီဘာတွေကြမှာပဲမရောက်ပါဘူးကြမှာပဲငါကြီးဒီမှာနေရတယ်လေလာမလုံးနဲ့တွေးမစုံသေးဘူးတွေးလည်းမဆုံးသေးတာတူအောင်မယ်ငါမင်းဟွာရှင်တော့ဟောထောက်လက်တစုံထိုးလိုက်တာတော့မဟုတ်ဘူးဟာလေချိတ်ချလို့မရတော့ဘူးဘယ်လိုဒီဟောရှင်မှာဘာခံနေလဲမသိဘူးစေရောက်ဒီကောင်တော့တော်တော်လေးပဲမတူလိုက်ရစောက်ယူပါလာစောက်ယူလို့လားငါလာပြီးချင်းဟဲ့ဟုတ်တယ်ဟဲ့ငါချင်းမထဲနဲ့ဘယ်လိုလာတော့နေလဲဟာပြတ်တော့ရကွာဘယ်လိုလဲမင်းကမပြန်ဘူးဟဲ့လားโอ้ဒုက္ခပဲရပါတယ်နည်းနည်းရောက်ပါနေဂျင်းမထဲနဲ့ပြပါမှာအဲ့ဒါတွေ့ရမယ်စောင်းနေပြီကုန်နေကဲဘာကြည့်ပါလို့ဒီကလုံးလဲတက်တူတုံးလဲရတယ်ကွာရောက်ဖမ်းမကွာလို့ဟုတ်ငါဘယ်တော့မှလဲဆိုရကန်မှာ
ကြည့်ပါ ဟုတ်တွင်းနေဖားကြည့်ရပါသေးလားကြီးကိုကြည့် ဒီကောကွာမကောလုံးလို့မရတော့ဘူး ဟုတ်တယ်ဖိုင်းမနေကြီး อืม ချိတ်လာယူလာတယ်ပေါင်မိပေါင်လာချိတ် ခါမိခါ ကျပါလား ချိတ် โอเค ရှယ်ပဲရတိုင်းအကြည့်ရနော် ကြီးပဲမဲတယ် ကဲရပါဟိုတကြောအချက်မကြော ကဲပြမဲကျွန်းနဲ့သွားပါပြီ ဒါပြန်မှုဖို့မခဲ့ဘူး ဒီတွင်းမှာတွေ့တယ်ရောက်ပါငါ ရှိတာလို့ တွေ့တာကောက်နေတာအဲ့လိုပြောနေ ဟိုအိုက်ထဲမထဲဘူး ကဲနောက်တင်းတွေ့ထားတယ်ခင်ဗျာ တွေ့တာပဲ ဒါလက်ကွင်းထဲမှာရှိတဲ့ပစလုံးကျစ်စာပေါင်းပေါ့နော် ဒါမျိုးဆိုဖားကြ ပ ည့် စလုံးကျစ်စာပေါင်းနဲ့ဖားပေါင်းနဲ့ရတော့တော်တော်လေးတိတာတယ် ထောင်ဖို့ဘူး အခုလိုခေါင်းရလေးတွေတိုးနေတာလေနောက်ပြီးအဲ့လိုမျိုးဘောင်းကိုပြန်ပိတ်ထားတာမျိုးလေးဆိုရင်ဒါကျင်းတွေပေါ့ရှိတယ်ဒါဖားကောင်းတိုးပြီးတော့ဒီလိုဘောင်းပြန်မပိတ်ထားဘူးဆိုရင်တော့ဒါဖားကထွက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲဆိုအကျွင်းမျိုးဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့မတူးတော့ပဲနောက်တစ်နေ့အောင်ထည့်ရှာတယ်ကဲဆက်ကြည့်မယ်နော် ဟာကျအတွေ့တာပြင်းချောက်ဝိတ်ထား ဖိုင်းရနေလိုက် မနေ့ကွန်းစားမှု ခုနကောင်လား ကောင်းလို့လို့စုဘယ်လိုလဲတော့ ဖိုင်းရကြီးတယ်၄កောင်ဆိုကြမယ်နေဟိုကောင်နေနဲ့ရောညှက်ရအောင်ရ ကောင်းလေဒီကောင်လည်းသိချင်တော့ ရောညှက်ရအောင် ထားတက်နေမနဖောင်းဟုတ် ဟုတ်တယ်တော့ဟိုမှာဟိုပေါင်းပဲရော ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတူးတာအဲ့ဒါလည်းတူးလည်းပေါင်းဖဲ့ပလိုက် တော့သူယူတဲ့ပေါင်းလေးကလှ ဒါမို့ ဒါမှလုံးပေါင်း ဒါဘွားဆိုတဲ့ပေါင်းအဟောမှာ အဲ့ဒါအပြော့အမာတစ်ခုရှိတယ်အမာတစ်ခုအဖေရောက် ခေါင်းတူးတာ ဟိုမှာမာရကွက်တယ် ချောနေခေါင်းတူးတာလေတိတာ ရှိတယ် တိတာဆိုမှကျွန်တော်တို့တွေဘယ်လုံးကျစ်တာလှန်လိုက်ရင်ဘယ်လုံးတွင်းနေကြည့်တယ်ခါတော့ကျွန်တော်တို့လှန်ခါမတွေ့ ဟုတ်ပါ ဒါရတိတာလေ ဟုတ်ဟုတ်ဟာဒီလိုကတော့ဘာလို့ဒီအော်အမရှိ တွေ့ရခုနကြည့်ပါပြပါငါပြလိုက်တယ်ခုနက တော့အားရမလေးလောက်ဝတ်ဒီပါနော်ချီရကြည့်ကြလိဒူးမှာဒူးရကြည့် အဒူကောင်းရ ဒါအားရဘာလဲခဏပေါင်းလေးအပေါင်းကြီးပါ ဟောအဲ့လိုကြည့်တယ်ဒါအပြင်မှာပေါ်နေတာအဲ့လိုလား အဲ့လေ ဟော အမလေးအောက်မှာကောင်းတူလား ဒီမှာလည်းကိုဒီမှာ အဲ့ကရောက်ရောက်မင်းရင် ကြည့်လိုက်တာနဲ့တွေ့တယ် လုံးစ မေးပါကြီးမတို့ပြမလို့ပြလိုက်ဦး ဟုတ်ပါအိုးအကြီးပဲ အိုးမြ အောက်ပါလေအာဘယ်ကောက်ပြပြီဒုက္ခ အဲ့လေကျွန်းနဲ့ပြထားပြကိုယ့်ဘာပြန်နိုင် လိုက်တော့နဲ့ အိုးဒါရဒါ ဒါ ပေါ် ရ ကြည့် လဲ လာ ဒါရပုံကြီးအိုးနေလိုက်အိုး ဘာည my god ဒါဘယ်လောက်30သားလောက်ရှိပဲ Oh my god 30သားလောက်ကရှိ share ပဲ ဟိုမင်းဟိုအဲ့တဲ့ထဲမှာရ โอเค ရဟိုကြ အားမစူးအောင်မယ်နော်ကြိတ် သူများကြီးတောင်း ထိတ်ရတာမလို့ ဒီချင်းကတော့ခုနကတချင်းကတော့တော်တော်လေးပြင်ပန်းနေတော်တော်ချိတ်လိုက်ရတယ်ဒီချင်းကချိတ်ကြတာမလို့လည်းနဲ့နှိုက်ရပါလာ ငါ့ဘိုးလေးတဲ့ကာကြီးရတယ်ပါကုန်ပြီ ဘယ်ရမလဲ โอเค
ခုဆိုရင်ကျွန်တော်တို့ဖားချိတ်ပြီးတော့ပြန်လာပါပြီ ဖားကျွန်တော်ဘယ်လောက်ရတပိတ်တာ90နှစ်ပိတ်တာလောက် တော့ ပဲ ခု ရ ဆိုရင်ဒါဆိုရင်တပိတ်တာ90နှစ်ပိတ်တာနီးလောက်တော့ကျွန်တော်ရပြီပေါ့နော်ဒီအထုပ်ကြီးကဒါထုတ်တော့မပြတော့ဘူး ဗီဒီယိုကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့အတွက် အဲ ကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ ခုလိုအားလုံးပဲ ဘိုင်ဘိုင် ဘိုင်ဘိုင်အရင်ချစ်တယ်အာဘာ